ရေမိုး ဘလောက်ရေးညီမ အမလီလီတော့ကြည်စမ်းမအောင်ရုံးစိမ့်လာကဝိညာခင်မလာလေးကိုဖြစ်ခဲ့တာဘူးလို့ဒါကြောင့်လက်နိုင်မှုတော်ကြီးချီတော်နာဘလို့လက်နိုင်မှုတော်ကြီး အောင်စံဘူး ဝေးတိုင်းဝေးရှိနေမှာတိုက်အဲ့တော့ရင်းရမပြောင်းဘူးမကြီးဆွဲလုပ်ပြမှာပြောင်းတယ်ဒီစကားတွေတော့ဟုတ်နေရပဲငါတော့ဒါဒီလိုဟိုအချောင်းမနဲ့ငါတငယ်နဲ့ပြောတဲ့နေရာစားရင်ပြောလိုက်တော့နော်ဝေးလည်းမှာတော့မဟုတ်ပါဘူးကိုလေအဲ့တော့မြက်မြက်နဲ့ချစ်မိနေပြီအိုးရှစ်စရာကြီးတိုင်းရတော့တယ်ကွာလုံးဝမထင်တော့ဘူးဒီပြောတာတကယ်ပေါ့ဒါရဲ့ ဟုတ်လားညမမနဖတ်ပြောတာညမကောင်းပါငါရဲ့အလုပ်ကိစ္စတွေပါညဝင်မပါရအောင်ငါမပြောတာ